ရှိသောဒါနဝတ္ထုဉာဏ်တို့ကိုလေသာကံသုဒ္ဓဘာဂုံ၏ကျန်လွန်တော်မူသရတော်အားလေးဆိုင်ကြောင့်မတိုက်တလကာဒလသဗ္ဗေတောပံလူတိုင်းဘုဒ္ဓဘာဂုံ၏သောယကဣယေကတုပံမူပံဝေဒံတုတိနိဗ္ဗာန်ကိုဉာဏ်မောသုရဘာလောကုံ၏ရှံဖရာဤကမှု၏ဘောဘာဂကိုနိခာမခံပရာသမသေမြောသံဃာပရမပေရှာမယမမကိုသော၌အိမ်သော၌ဇဝါသော၌ရူသော၌သာရှိသောသမာဓိဝနာကောင်းနမနာအပေါင်းတဘဝအာလုံးသောသတ္တဝါတို့အားအမြဲဤဝေဘာကုန်၏အသောသဖြင့်ဘဝဟောင်းမှဘဝဆိုင်သောဥပ္ပောင်းလီပြီးသောဝိဓာတို့၏ကျေးဇူးရှာသရတော်ဖရာဗတ္တန္တညာနုတရမဟာသီ၌အားနေတဲ့ယခုသုတရသောဒါနကုသိုလ်ကာမော၏ဘောဘာဂကိုအမြဲဤဝေဘာကုန်၏သရတော်ဖရာသည်ရောဓဘဝဘောဌာနမယနေ့ယခုဤဝေရသောဒါနကုသိုလ်ကောင်းမှု၏ဘောဘာဂကိုမေတ္တာတော်၌အတုသမြအမြာရာရိဝန္နဝိသံသာဓုဟောနိုင်ရိလူချမ်းသာနိုင်ချမ်းသာဗြဟ္မာချမ်းသာတို့ကိုခိုင်စားဆိုင်သာပြီး၍သံဘဝ၌နိဗ္ဗာန်ချမ်းသာကိုဉာဏ်မောက်ပြုနိုင်ပါသည်ရှာမရာယနေ့ရရှိလျက်သရမင်းလျောခေတ္တိရှိသောနိုင်စိတ်လေးသောအထူးရှိသောဣမဟာပတိဝီမရိဂရိတိဝေဒာတုဟိသဗ္ဗယရာ၌ဒီပါစေသောသုသရဗရဏတောဘဝအာလုံးသဂတမြအမြယူရောဘဂဝါအမြဲယူရောဘုရားသာဓုသာဓုသရဗန္တတောအာသရတမြအမြဲယူရော